ဖြစ်လာမဲ့ငကိုယ်လုံးကခဏခဏဖြစ်တတ်တဲ့ဒေါသတွေလည်းတဖြည်းဖြည်းနဲ့၄-၅ ရက်ကြာတာတော့တစ်ခါတော့မဖြစ်တော့ထိန်းလာနော်ဒေါသလည်းနေလာတယ်မခံကျင်စိတ်တွေမာမာနာတွေကနေပါလာအဲ့ဒီလိုနေပါလာတော့ခုနက၅ ပါးတိလာဟာတဖြည်းဖြည်းနဲ့ကိုကဝေဒမဏိသိက္ခာပဒံလို့မဆိုရပဲနဲ့အလိုလိုနေထိန်းမိသူများတဲ့အတန်ပြီးတော့သူများပြည်စည်းလည်းမလို့ခြင်းနောက်ပိုင်းမှာသင်ရင်ကျဲရှာဟုတ်လားသူများပြည်စည်းဒီကိုပြည်စည်းကိုကုန်တန်ပြည်စည်းနေတယ်အဲ့တော့အဲ့လောဘလည်းမရှိတော့ဒေါသလည်းမရှိတော့မာမနာလည်းမရှိတော့၅ ပါးဟာတဖြည်းဖြည်းနဲ့မတိမတာကိုလုံမန်းတော်မသိပဲနဲ့လုံးလို့လားဟောများများယုတ်နော်ရုပ်ပါများလာတဲ့အခါကျတော့အလိုလိုနေရင်းနဲ့ကိုယ့်ရဲ့မကောင်းတဲ့အရေးအချင်းကြီးပျောက်ကွယ်သွားတော့တွေ့တဲ့လူတိုင်းဟာကိုယ်ကိုလေးစားလာတယ်ကိုပြောရင်နားထောင်လာတယ်နော်ကိုကညွှန်ကြားလိုက်လို့ရှိရင်မဖြစ်မနေလိုက်လို့တော့အဲ့ဒါတည်းကိုရဲ့အဲ့ဒီလိုလုပ်ခြင်းနဲ့ဟောဒါအမြဲတမ်းတရဏဂုံကြီးရုပ်ပြီးတော့ဒီဥစ္စာလုပ်လို့သိတော့ပါဒီလိုထိန်းတာသူများပြောတရားနေ့ရုပ်နေတာကြီးဒါလုံးနေဦးမလားပါညာပြောတရားဘလို့ဥပ္ပံကိုထိန်းတော့ဥပ္ပံကိုထိန်းရင်နဲ့ဩဇာအာနာနော်ဟိုအခုခေတ်တော့ဩဇာတိတ်ကမှာနော်အာနာစေကြီးမာလာအဲ့လိုကြီးမာလာတဲ့အခါကျရင်ကိုကဘာလေးလုပ်လိုက်ပါလားဆိုမလုပ်ဘဲမလုပ်နိုင်ဘူးဟဲ့လားကိုခိုင်းမှလုပ်ချင်ဟုတ်လားတချို့ကဖွင့်တော်ပြောမယ်နော်သူလည်းခိုင်းတာပဲနော်ကိုလည်းခိုင်းတာဒါပေမဲ့ကိုခိုင်းမှလုပ်ချင်တာလို့စိတ်ထဲအဲ့ဒီလိုဖွင့်ပြောတယ်နောက်ပြီးတော့ကို့မှလည်းမိတ်ဆွေတင်တာတဖြည်းဖြည်းပေါ်များလာကိုယ်ကိုဖြစ်ခဲ့တဲ့လူသေးတာလေနောက်ဆုံးပြောရလို့ရှိရင်မုန်းနေတဲ့လူတော်မှကိုယ်ပြန်ပြီးတော့အောက်ကြခံပြီးတော့ဟုတ်လားပေါင်းတင်လာတယ်နောက်ပြီးတော့သူ့ရဲ့မကောင်းတဲ့မာမာနာတွေကိုယ်နဲ့တွေးလိုက်ခြင်းသူ့လိုသူ့ကိုယ်ပေါ်မှာမာမာနာမထားဘူးအဲ့ဒါပါတော့ဆိုတော့အဲ့ဒါကိုတကယ်လုပ်ကြည့်မှာဒီအကယ်၍ခုသမီးရွတ်နေတယ်အခု95ချိန်ပြီးပြီ96ချိန်ပြီးပြီပါနောက်ပိုင်းကျရင်အရေးအတွက်မလို့အရေးအချင်းအနှစ်ပါတာအဲ့ဒီခါကျတော့အရေးအတွက်နဲ့ဥစ္စာမယူနေတော့စိတ်ကိုအရေးအနှစ်ကိုပဲယူတယ်ဟုတ်လားအဲ့ဒီလိုအနှစ်ယူတဲ့အခါကျရင်ယူတင်ပြီးတော့အကုန်လုံးသိနေတာအရေးအတွက်ကစိတ်ခံမှန်းတယ်ရအနှစ်ကအတိအကျမြင်လာဟုတ်လားအခုနေတို့ပဲသွားမယ်ဆိုပြီးတော့စဉ်းစားလိုက်တဲ့အချိန်နော်ငြိမ်ပြီးတော့များတရဏဂုံလေးရွတ်လိုက်ခြင်းသွားသိတယ်မသွားသိဘူးသွားရင်ပါဖြစ်မယ်မသွားရင်ပါဖြစ်မယ်အခုလိုသိလာတဲ့အခါကျရင်သူများပြောတယ်ကိုယ်ကကိုယ်ဆုံးဖြတ်လို့ရတော့ဟုတ်လားဘေးရင်းရဲတွေကတက်စစ်တိုင်းဘေးတရားကိုယ်ကကိုယ်စီစဉ်ညွှန်ကြားလို့မသွားတယ်ဘူးမသွားတယ်ဘူးသွားမယ်တယောက်ရောက်သွားမယ်တို့သွားရင်အောင်နေမှာလို့ဆိုတာကိုယ်ကလည်းကိုယ်လိုသိတာဟုတ်လားစိတ်ကသိတာနော်မနောသိခေါ်တယ်နော်အဲ့တော့အတွေးသိအမြင်သိအကြားသိနားကြားလာနော်အမြင်သိမျက်စိမြင်လာကျိုးမြင်လာနော်အဲ့ဒါကိုအကြားမြင်လို့ဒါပေမဲ့မြင်နိုင်လည်းမပြောနဲ့သိတိုင်းလည်းမဟုတ်နော်ကိုယ်သိတိုင်းလျှောက်ပြောတစ်ဖက်ကကြားလာရင်ကိုယ်သူ့အတုံးချတယ်ဘာလေးကြည့်လို့နားလေးကြည့်လို့ကိုကတော့မှကိုကိစ္စကိုလုပ်နေကြလာပြီးတော့လိုက်မသိတော့တယ်ဟုတ်လားဒါကြောင့်ကိုမြင်နိုင်လေမပြောနဲ့သိတိုင်းလေဘာဖြစ်လိမ့်မယ်ညာဖြစ်လိမ့်
ဒီလိုထိန်သွားနေနောက်ပိုင်းဆိုဟိုလိုဟုတ်လားဒီလူမှာဘာကောင်းကန်လာတယ်ခုနောက်မှာဘယ်မြောက်ပါတယ်ဆိုတာတော့သိတာဟုတ်လားဒါလိုမပြောနဲ့ကာယကံရှင်ကခွင့်ပြုချက်မရပဲကိုပြောပါဆိုရင်ကျမနောက်မှာဘယ်သူတွေပါလာလဲလို့ဟုတ်လားခွင့်ပြုချက်ရရင်တော့ဘယ်သူတွေပါတယ်ဘယ်မြောက်ပါဟုတ်လားဘာတွေတော်တယ်လဲဆိုမှာကိုသူကတစ်စစ်တစ်စင်မေးမှတစ်စစ်မမေးတဲ့အရာကိုပြောပါဆိုရင်ရှိဒါနှုတ်ရစောင့်စည်းခြင်းအဲ့ဒါမျိုးဒါကြောင့်ဒီလောက်အရေးအတွက်တည်ပြည့်စုံလာရ